မြောက်ကိုရီးယားနဲ့တင်းမာမှုတွေမြင့်တက်စေမဲ့ drone စေလွှတ်မှုတွေအတွက်တောင်ကိုရီးယားသမ္မတဟောင်းယွန်းဆွတ်ယောဟာထောင်ဒဏ်နှစ်30ချမှတ်ခံခဲ့ရပါတယ်။သူဟာတောင်ကိုရီးယားမှာ2024ခုနှစ်ဒီဇင်ဘာလ3ရက်နေ့တုန်းကရုတ်တရက်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တဲ့အစီအစဉ်ရဲ့ကြိုတင်ပြင်ဆင်မှုအနေနဲ့အဲဒီလို drone တွေစေလွှတ်မှုကိုရည်ရွယ်ချက်ရှိလှုပ်ဆောင်ခဲ့တာလို့အစိုးရရှေ့နေတွေကဆွဆွဲခဲ့ပါတယ်။အဲဒီနှစ်အောက်တိုဘာလတုန်းကတောင်ကိုရီးယား drone တွေဟာလေပိုင်နဲ့ကျူးကျော်ပြန်တန်းခဲ့တဲ့အပြင်မြောက်ကိုရီးယားစန့်ကျင်ရေးဝါဒဖြန့်လက်ကမ်းစာဆောင်တွေပါကျဲချခဲ့ကြောင်းမြောက်ကိုရီးယားကဆွဆွဲပါတယ်။အကျိုးဆက်အနေနဲ့ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ပြိုင်ဘက်နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့UNစစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုကမအောင်မြင်ခဲ့တယ်လို့သူလည်းယာရုကနေဖယ်ရှားခံရပြီးအမှုတွေတတိတန်းကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူဟာနိုင်ငံတော်ပုံကန့်မှုအာဏာအလွဲသုံးစားမှုဆွဆွဲချက်တွေအတွက်ထောင်ဒဏ်တစ်သက်စီရင်ချက်ကိုဖေဖော်ဝါရီလ19ရက်နေ့ကချမှတ်ခံခဲ့ရပြီးသားပါ။ဇွန်လ12ရက်နေ့တရက်ခွင်မှာတော့ယွန်ဟာသူ့ရဲ့အကြံစီအထမြောက်စေဖို့အတွက်စစ်ပွဲကာလအနေအထားမျိုးဖြစ်အောင်ရည်ရွယ်ချက်ရှိလုပ်ကြံဖန်တီးခဲ့ကြောင်းပြစ်မှုထင်ရှားတဲ့အတွက်ထောင်ဒဏ်နှစ်30ထပ်မံချမှတ်ခံလိုက်ရတာပါ။ယွန်ကလွှတ်တော်ထဲမှာမြောက်ကိုရီးယားတရှိုတွေရောက်ရှိနေပြီလို့ဆွဆွဲပြီးအရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာပါ။ဒါပေမဲ့လူထုနဲ့လွှတ်တော်အမတ်တွေစီကအပြင်းထန်ကန့်ကွက်မှုကြောင့်နိုင်ပိုင်းအကြာမှာပဲပြက်ပြဲခဲ့ပါတယ်။ယွန်ရဲ့အမိန့်ကြောင့်မြောက်ကိုရီးယားကို drone တွေစေလွှတ်ခဲ့တဲ့လုပ်ရဟာနှစ်နိုင်ငံဆက်ဆံရေးကိုပိုပြီးတင်းမာစေခဲ့ုံသာမကတောင်ကိုရီးယား drone တွေရဲ့စွမ်းဆောင်ရည်အပါအဝင်စစ်ရေးလျှို့ဝှက်ချက်တွေကိုပေါက်ကြားစေခဲ့ကြောင်းအစိုးရရှေ့နေတွေကဆွဆွဲခဲ့ပါတယ်။ယွန်ရဲ့ရှေ့နေတွေကတော့ drone တွေစေလွှတ်မှုဟာသူတို့အမှုတွေရဲ့စစ်အုပ်ချုပ်ရေးကြေညာမိန့်အတွက်ကြိုတင်စီစဉ်ထားတဲ့အခင်းအကျင်းတစ်ခုဆိုတာကိုညှင်းဆိုခဲ့ပါတယ်။အဲဒီနှစ်တုန်းကမြောက်ကိုရီးယားကတောင်ကိုရီးယားဘက်ကိုအမိုက်တွေနဲ့အညစ်အကြေးတွေတင်ထားတဲ့ဓာတ်ငွေ့မိုးပြန်ပူပေါင်းတွေတင်လှောက်ခဲ့တာကြောင့်တံပြန်တဲ့အစီအစဉ်ဖြစ်တဲ့ drone တွေပြန်တန်းဖို့ယွန်ကအမိန့်ပေးခဲ့တာသာဖြစ်ကြောင်းစစ်အုပ်ချုပ်ရေးကြေညာမိန့်နဲ့ဘာမှမသက်ဆိုင်ကြောင်းသူတို့ကပြောပါတယ်။လက်ရှိတောင်ကိုရီးယားသမ္မတဖြစ်တဲ့လီဂျီမြောင်ကအဲဒီတုန်းကအစိုးရကမြောက်ကိုရီးယားပိုင်နက်ထဲ drone တွေစေလွှတ်ခဲ့တာကိုနှောင်တရမိတဲ့အကြောင်းအခုနှစ်ဆန်းပိုင်းမှာပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့နိုင်ငံရေးဩဇာကြီးမားတဲ့ညီမဖြစ်သူကင်မြူဂျောင်ကလီရဲ့ဝန်ခံမှုနဲ့ပတ်သက်ပြီးပညာဉာဏ်ပြည့်ဝတဲ့အပြုအမူတစ်ခုလို့အတိအမှတ်ပြုခဲ့ပေမဲ့နောက်တစ်ချိန်ဒီလိုကိစ္စမျိုးဖြစ်မလာအောင်ထိမ့်သိမ့်ပေးဖို့မျှော်လင့်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ယွန်ဟာထောင်ဒဏ်တစ်သက်နဲ့နှစ်30ပြစ်ဒဏ်စီရင်ချက်တွေချမှတ်ခံထားပြီးဖြစ်တဲ့အပြင်တခြားဆွဲချက်တွေအတွက်လည်းအမှုတွေဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါရဲ့ရှင်။